free ပါပြီးဒီနေ့ဘာအကြောင်းပြောမလဲဆိုတော့ပြီးဒီနေ့ relationship အကြောင်းလေးနည်းနည်းပြောမှာပေါ့နော် relationship အကြောင်းလေးပြောမယ်ဆိုတော့က relationship ကိုတော့ဥတီပြီးပြောမှာပေါ့နော်ချို့ relationship တွေမှာကအဲ့လိုတစ်ဖက်ကိုကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့ရည်စားပေါ့နော်ကိုယ့်ရဲ့ကောင်လေးကိုယ့်ရဲ့ကောင်မလေးပေါ့ကိုအရန်ချစ်တယ်ပေါ့နော်အရန်ချစ်ပြီးတဲ့ခါကျတော့ကိုပျောက်ဆုံးသွားတာပေါ့ကိုပျောက်ဆုံးသွားဆိုကိုယ့်ရဲ့အရာသူ့အတွက်ပဲတခုခုဆိုလဲသူ့အတွက်ပဲစဉ်းစားပေးတာတခုခုစားကြရှိရင်လဲသူ့ပဲသူ့အတွက်ပဲပေါ့နော်ဆိုတော့တခုခုဆိုလဲတခုခုလုပ်မယ်ဆိုလဲသူ့ရဲ့သဘောဆန္ဒအတိုင်းပဲသူကဒါဆိုတာပဲသူပြောတဲ့အတိုင်းပဲလုပ်မယ်လို့အဲ့လိုမျိုးပေါ့နော်ချိန်လုံးသူစိတ်ချမ်းသာဖို့သူပျော်ရွှင်ဖို့ငါဘယ်လိုလေးလုပ်ပေးရမလဲဆိုပြီးတော့ပဲတစ်ချိန်လုံးတစ်ဖက်လူအတွက်ပဲတွေးပေးတာပေါ့နော်ဆိုတော့ဟုတ်ပြီဆိုတော့အဲ့လိုမျိုး situation ဖြစ်သွားပြီဆိုရင်ခါကြတော့တချို့တွေမှာကကိုအတွက်ကိုမိသွားတာတစ်ဖက်လူကစိတ်ဆင်းရဲအောင်လုပ်တယ်ဆိုလဲစိတ်ဆင်းရဲခံလိုက်တယ်ကိုပြန်ချစ်ဖို့ကိုပြန်မိတံမိုးထားဖို့ဒါမျိုးတွေကိုမေ့သွားတာကိုအတွက်ကိုမေ့သွားတာပေါ့နော်တက်လုံးတစ်ချိန်လုံးတခြားသူအတွက်ပဲအသက်ရှင်တော့တဲ့ပုံစံမျိုးဖြစ်တယ်တခြားလူရဲ့စိတ်နဲ့ပဲအသက်ရှင်တယ်တခြားလူကစိတ်ညစ်အောင်လုပ်တယ်ဆိုရင်စိတ်ညစ်တယ်ကိုလုံးရမယ့်အလုပ်တွေမှာလိမ်လည်မှုတွေရှိရယ်ကိုလုံးရမယ့်အလုပ်တွေမှာအာယုံမဆိုင်နိုင်တော့ဘူးမလုံနိုင်တော့ဘူးကိုဆုံးဖြတ်ထားတဲ့ကိုရဲ့ဘဝတလန်းတွေအကုန်လုံးကိုဒီကိုချစ်ရတဲ့လူအတွက်ကိုချစ်ရတဲ့လူနားမှာနေရဖို့အတွက်ကိုချစ်ရတဲ့လူမကြိုက်တဲ့အတွက်မလုပ်တော့ဘူးကိုရဲ့ဘဝ plan တွေကိုလည်းကိုကကတ်တောက်လုပ်ပစ်တယ်သူ့အတွက်သူ့ကြောင့်ဆိုတဲ့ဟာမျိုးတွေပဲနေပဲပေါ့နော်အဲ့လိုမျိုးဖြစ်သွားပြီးတော့ကိုအတွက်ကိုရဲ့ဘဝအတွက်ကိုယ်တိုင်ရဲ့ဆုံးဖြတ်ချက်တွေကိုယ်တိုင်ရဲ့လိုချင်တဲ့ပန်းနိုင်တွေဒါတွေအကုန်လုံးမေ့လျော်သွားတာပေါ့နော်ဆိုတော့ဒါကကိုပျောက်ဆုံးသွားတာပေါ့ဆိုတော့လူတယောက်ကိုချစ်သူရေးစားဖြစ်လာပြီဆိုတဲ့ခါကျရင်ချစ်ပါမချစ်ဘူးလို့မချစ်နဲ့လို့မပြောချစ်ပါပေါ့နော်ချစ်တာလဲချစ်ပါတစ်ဖက်ကနေလဲဖုန်းမဆက်သွယ်ရင်ဖြစ်ဖြစ်စာမပို့ရင်ဖြစ်ဖြစ်ကိုမချစ်ချင်တော့လို့ပေါ့နော်မချစ်ချင်တော့လို့ဂယူဆိုင်မှုတွေနဲလာတာမျိုးပဲဖြစ်ဖြစ်အသစ်တွေးလို့ကိုအရင်လို view မဆိုင်ပဲနဲ့အချစ်တွေပေါ်တာပဲဖြစ်ဖြစ်တရားတွေပေါ်မှာခံစားချက်ရှိရတော့ခံစားပါဒါပေမဲ့အရင်ကြီးမခံစားနဲ့ဆိုတာကိုယ့်ရဲ့ပျော်ရွှင်မှုတွေပေးဆက်ရလောက်တဲ့အထိကိုဘယ်တော့မှမပြောက်ဆုံးစေနဲ့တခြားလူတယောက်ကြောင့်တခြားသူတယောက်အတွက်ကြောင့်လည်းတော့ကိုဘယ်တော့မှမပြောက်ဆုံးမိပါစေနဲ့တစ်ဖက်ကိုချစ်တာကချစ်ပါချစ်လို့ရတယ်ဘာဖြစ်လို့လဲဆိုတောင်းတောက်ချစ်တယ်ဆိုတဲ့အရာကသမီးစားရမှာမဟုတ်ဘူးတောင်းတောက်ချစ်ကြတယ်ဂူဆိုင်ကြတယ်ဖေးမတယ်ကျင်နာတယ်ယူရတယ်ဒါတွေအကုန်လုံးကကောင်းတဲ့အရာတွေပါပေါ့နော်ကောင်းတဲ့အရာတွေဆိုတော့ဒါပေမဲ့ကိုကညံနဲ့လေချစ်တတ်ဖို့လိုတယ်ကိုကတစ်ချိန်လုံးသူများအတွက်ပဲရှင်တန်တဲ့အခါကျကိုပျောက်ဆုံးတဲ့အခါကျတော့ကိုသူများကလိုလားမလိုလားဆိုတာလေလေခေါင်းထဲမှာမရှိတော့သူငါ့ကိုလိုအပ်ရဲ့လားသူငါ့ကိုတကယ်ကိုလိုချင်းရှိရဲ့လားငါပေးမဲ့ချစ်တွေကိုလိုချင်းရှိရဲ့လားငါ့ကိုလိုချင်းရှိရဲ့လားဆိုတာမတွေးမိတော့ပဲပေါ့နော်တစ်ဖက်လူကပါပေါ့နော်ကို view မဆိုင်ဘူးဆိုလို့ရှင်လဲငါဘာလို့မိလို့လဲငါ့ကိုဘာကြောင့် तू ကအဲ့လိုမျိုးမချစ်ချင်တော့တာလဲဆိုတဲ့ဟာတွေကြောက်နေပဲတွေးမိတတ်ကြတယ်များတော့အဖြစ်ကလေအဲ့လိုမျိုးတွေးတာထက်ဆိုင်ရင်အဲ့လိုလဲတွေးတာထက်ပေါ့နော်
နောက်ထပ်ပို့ပြီးတော့ကိုကတစ်စင်းမြင့်ပြီးတွေးတင်တာကငါကကိုကလည်းအကောင်းဆုံးရက်တည်တယ်ကိုကလည်းအကောင်းဆုံးချစ်ပေးထားတယ်ဆိုရင်ငါကသူ့ကိုဒီလောက်အကောင်းဆုံးချစ်ပေးထားတယ်ဒါအောင်မှတစ်ဖက်လူကတန်မိုးမထားဘူးဂယုမဆိုင်ဘူးဆိုရင်ယူမဆိုင်ဘူးဆိုလို့ရှိရင်ကိုပြန်ပြီးတန်မိုးထားဖို့အတွက်ကိုပြန်ပြီးတတိယပါကိုရဲ့တန်မိုးကိုပြန်ပြီးတော့အမှတ်ရအောင်လုပ်ပါကိုဘယ်တော့မှမပြောက်ဆုံးပါစေနဲ့သူများစိတ်နဲ့အသက်ရှင်တဲ့လူမဖြစ်ဖို့အတွက်ကိုအမြဲတမ်းကို remind လုပ်ပါဘယ်တော့မှမမေ့လိုက်ပါနဲ့ပေါ့နော်ဒါက relationship အများစုမှာအရန်ချစ်ပြီးဆိုလို့ရှိရင်အရန်ချစ်တဲ့လူတွေမှာတချို့လူတွေမှာကအဲ့ဒီအရာကဖြစ်လေဖြစ်ထားရှိတဲ့အကြောင်းအရာပေါ့နော်အဲ့လိုတစ်ဖက်သူအတွက်ပဲရှင်သန်တော့တစ်ဖက်သူစိတ်နဲ့ပဲသွားတယ်တစ်ဖက်သူစိတ်နဲ့ပဲစားတယ်တစ်ဖက်သူစိတ်နဲ့ပဲအိတ်တယ်ပျော်ရွှင်မှုလှုပ်ဆောင်မဲ့အရာတွေအကုန်လုံးကသူနဲ့ပဲဆိုင်တော့တယ်နော်ဒီဥစ္စာဆိုကိုဝတ်မဲ့အဝတ်စားလေးကအစ तू ကဒီလိုပုံစံလေးကြိုက်တာဒီလိုပုံစံလေးဝတ်မှသဘောကျတယ်နော်ကိုဘလိုလေးနေမှသဘောကျဆိုသူ့အတွက်သူ့အကြိုက်ဆိုရဲဟာမျိုးသူတွေပဲထွက်လာတဲ့အခါကျရင်ကိုပျောက်ဆုံးသွားတတ်တယ်ပေါ့နော်ဆိုတော့ချစ်တဲ့အခါမှာတယောက်ချစ်တဲ့အခါမှာတတိလေးကပ်ပြီးချစ်ဖို့လိုတယ်အဓိကကတော့ကိုဘယ်တော့မှမပျောက်ဆုံးခံပါနဲ့ပေါ့နော်ဒီအကြောင်းအရာလေးကိုပြောချင်တာပါအဲဆိုတော့ဒီ relationship တွေမှာကအဲ့လိုမျိုးတခြားသူစိတ်နဲ့ပဲအသက်ရှင်ပြီးတော့တခြားသူကိုအရင်ချစ်တဲ့စိတ်ကြောင့်မလို့ကိုပျောက်ဆုံးမှမသိအောင်ဖြစ်နေတဲ့လူတွေရှိခဲ့မယ်ဆိုရင်ဗီနဲ့လာပြီးတော့စကားလေးပြောဖို့ဗီကတိုက်တွန်းလိုပါတယ်တခါတလေကြားလို့ရှိရင်တကယ်ကိုပါဒီအမှုရာမှာပျော်ဝင်သွားတယ်ညှို့ဝင်သွားတယ်ဆိုရင်ဘာမှကိုမမြင်တော့တာပါနော်အချစ်မြတ်ကမ်းပေါ့အဲ့လိုပဲပြောမှာပါနော်ဆိုတော့ဘာမှမမြင်တော့တဲ့အခါမျိုးတွေရှိရဲတကယ်လို့များအဲ့လိုကိုချစ်ရတဲ့လူကိုကအဲ့လိုအရန်ချစ်ပေးပြီးတော့သူ့အတွက်တွေနဲ့ပဲရှင်သန်ပြီးတော့တစ်ဖက်သူကလည်းတူညီရဲ့အချစ်မျိုးနဲ့ပြန်ပြီးတော့ချစ်ပေးတယ်ဆိုရင်တော့ကိစ္စမရှိပါဘူးမဟုတ်ဘဲနဲ့ကိုကဘလောက်ပဲချစ်ပေးဘလောက်ပဲသူ့အတွက်ဆိုတဲ့စိတ်မျိုးတွေနဲ့ပဲရှင်သန်တစ်ဖက်မှာကကိုတူညီတဲ့အရာမျိုးတွေပြန်မပေးတဲ့အခါမျိုးမှာခံစားရတဲ့အခါမျိုးတွေရှိတယ်ဆိုတော့ဒီအရာတွေမှာပဲကိုယ့်ရဲ့နေ့စဉ်ဘဝတွေမှာစိတ်ဆင်းရဲမှုတွေအဲ့ဒီအရာတွေကိုထမ်းပိုးပြီးတော့လေးလံစွာနဲ့ရှောက်လန်းရတဲ့နေ့ရက်တွေမဖြစ်ဖို့အတွက်ကိုဗီကဒီအရာတွေအတွက်ကိုအချိန်ပေးနေပါတယ်ဗီနဲ့လာပြီးတော့စကားလေးတွေပြောလို့ရတယ်ဗီရဲ့ဒီ free consultation ကတော့ every Monday to Friday နေ့လယ်9:00 နာရီ 4:00 နာရီထိရှိပါတယ်တခြားအချိန်တွေမှာဆိုလို့ရှိရင်တော့တကယ်လို့ V နဲ့တကယ်ကို closely counseling ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ chat box မှာလာပြီးစာရင်းလေးပေးထားလို့ရပါတယ်เนาะအားလုံးကိုဖိတ်ခေါ်ပါတယ်ကိုပြန်လဲရှာတွေ့တဲ့ရှာတွေ့နိုင်တဲ့ရှာတွေ့နိုင်ပြီးတော့အဲ့လိုဘယ်လိုမဲညာကိုချစ်တဲ့အခါမှာချစ်ပုံချစ်နည်းမှန်နဲ့ချစ်တတ်ကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်เนาะဒါ